မီးလေးကိုဖွင့်ပြီးတော့စီရဲ့စနစ်မုတ်လေးရထည့်ထားရပေါ့နော်စီလေးပူလာပြီးစီလေးကျက်လာပြီးဆိုတော့ကျမကတော့အတင်ဆောင်ထားတဲ့ချက်တုံးချက်တုံးလေးစီတက်ပါမယ်စီတက်တာကိုလိမ့်နေတော့ပေါ့နော်စီတက်နဲ့ချက်တုံးမီးနဲ့နိုင်အောင်စီတက်တာကိုလိမ့်နေအောင်မီးအေးလေးနဲ့ကြာလေးတက်ပါမယ်စီတက်နေတဲ့အချိန်မှာကျမကအားနေတယ်ပေါ့နော်စီကလည်းဒီအေးလေးနဲ့တက်တာဆိုတော့တူးစရာအကြောင်းတော့မရှိဘူးပေါ့နော်အဲ့ချိန်မှာကျမချမောင်ရက်တော့ချွေပါတယောက်စာတော့ချမောင်ဟင်းချိုဆိုတော့တစ်စီးပဲဝယ်ခဲ့တယ်ပေါ့နော်အခုဆိုရင်စီတက်တာလိမ့်လာပြီပေါ့နော်စီတက်တာလိမ့်လာမလားဆိုတော့ကစက်တုံလေးတွေစက်တုံဖြူလေးတွေလိမ့်ပြီးတော့ဖြုတ်သွားတဲ့ချိန်ပေါ့နော်အဲ့ဒါကိုစီတက်တာလိမ့်လာပြီဆိုလို့ရှိရင်ကျမအသင့်ကင်ထားတဲ့ကျမအသင့်စားစနစ်နဲ့ထားတဲ့ပစုံလေးတွေထည့်ပါမယ်ပေါ့နော်ကျမကတယောက်ထဲနေတဲ့အတွက်တယောက်ကပစုံ900ပေါ့တစ်ဆယ်သား4500တစ်ဆယ်သားလည်းနည်းနည်းပို့တယ်ပေါ့နော်900ပို့8500ခဲ့ပါတယ်ပစုံထုတ်လေးချက်ဖို့အတွက်ပေါ့နော်ကျမစီတက်ပြီးတော့လုံးရည်လေးနည်းနည်းထည့်ထားပါတယ်စုံစည်းရည်လေးပေါ့စုံမှာစက်တုံဖြူလေးထောင်းထားတဲ့စုံစည်းရည်လေးထည့်လိုက်ပါတယ်ထည့်ပြီးတော့ကျမပစုံကိုဟိုဘက်ဒီဘက်လှန်ပေးပါမယ်ချမောင်ရက်ကိုကြတော့ပေါ့နော်ရေပေါ်လေးနဲ့စီးပါမယ်နှိုက်ခါ3ခါလောက်စီးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ချမောင်ရက်ကရေကြီးပါရကတ်မှာဆိုလို့ပေါ့နော်ခြေရေကို2ခါ3ခါလောက်စီးပါမယ်ဒါကျမအခုသင်ချက်နေတဲ့လူချောင်းလေးပေါ့နော်ပစုံချခံနေပြီဆိုလို့ရှိရင်လည်းကျမကဟိုငရုတ်သီးစိမ်းလေးတွေပေါ့နော်ရေဆေးထားတဲ့ငရုတ်သီးစိမ်းလေးကိုထချမ်းဝဲပြီးတော့အနံ့လေးကိုရအောင်ထည့်ပါမယ်ဒါအခုကျမငရုတ်သီးစိမ်းလေးပါထည့်ထားပြီးသွားတဲ့အခြေအနေပေါ့နော်စီလေးနည်းနည်းပြန်ပြီဆိုလို့ရှိရင်ကျမချပါမယ်ကျမအခုပစုံအိုးချပြီးသွားတဲ့ခါတော့ပစုံအိုးကိုထပ်ပြီးတော့ဆေးပါဦးသူ့ရဲ့ကျန်တဲ့စီလေးနဲ့မပိလေးတက်နေပါတယ်ဒါကတော့ချမောင်ကြီးတို့ချက်ဖို့အတွက်ဖြစ်ပါတယ်အခုဆိုရင်ချမောင်ထည့်လိုက်ပါပြီဒါလေးကတော့ဆော့ဆော့နာချထားတဲ့ပစုံထုတ်လေးဖြစ်ပါတယ်စားခြင်းစရာလေးနော်ချမောင်ရလေးရဆူလာပါပြီခဏနေကြည့်ပါတော့မယ်အခုဆိုရင်ချက်ပြီးွားပြီဖြစ်တဲ့ချမောင်ဟင်းလေးပါကဲဒါကတော့ကျမဒီနေ့စားမယ့်ထမင်းဟင်းလေးပါရှင်ဟင်းလေးတွေကတော့စိတ်သားငပိချက်ချမောင်ဟင်းဂျိုပစုံထုတ်ဟင်းပြီးွားလို့ရှိရင်တရက်တီးတို့စီရနဲ့ပေါ့ရှင်ကဲစားကြပါဦး